ချော်ကြီးဆိုတဲ့ကောင်လေးဟာသူ့အခန်းနှစ်ရံရဲ့နောက်ွယ်ကနေထူးဆန်းတဲ့အတန်တိုးတိုးတွေကိုကြားလိုက်ရပါတယ်အစပိုင်းမှာတော့ပရက်စိတ်တွေကြွက်တီလိုပဲသူထင်နေကြတာပါဒါပေမဲ့စူးစမ်းလိုစိတ်ကသူ့ကိုနေရန်ကိုဖောက်ကြည့်ဖို့တွန်းအားပေးခဲ့ပါတယ်နေရန်တဲကအပေါက်သေးသေးလေးကနေသူမြင်လိုက်ရတာကအသားဆိုင်တွေလိုမျိုးလှုပ်ရှားနေတဲ့ဖုတ်ဖုတ်တစ်ခုဖြစ်တာကြောင့်ကြော်ကြီးလဲဝမ်းသာလို့သွားပါတယ်ကြော်ကြီးကကြောက်ရွံ့မဲ့အစားအဲ့ဒီအရာကိုဆွဲလန်းသွားခဲ့ပြီးသူ့ရဲ့အထီးကျန်မှုကိုဖြေဖျောက်ဖို့ဖုတ်ဖုတ်သေးကိုသူ့ရဲ့ဒုတ်ဒုတ်ကိုထိုးသွင်းလိုက်ပါတယ်သူဟာအဲ့ဒီညီမလေးကိုနေ့တိုင်းအစာကျွေးတယ်စကားတွေပြောတယ်ဒါပေမဲ့တကယ်ထိတ်လန့်စရာကအဲ့ဒီအရာကဘာလဲဆိုတာကိုမတွေးမိတော့ပဲသူ့ညီလေးအတွက်ကစားစရာတစ်ခုရတယ်လို့ပဲလို့တွေးပြီးကျော်ကြီးကတော့ဂျင်းနဲ့နေပါတယ်နေရန်တဲကညီမလေးကလည်းပိုပြီးကြီးမှပိုပြီးကျယ်လာတယ်လို့ကျော်ကြီးရဲ့စိတ်ရိုင်းတွေကလည်းထိမ့်မနိုင်သိမ့်မနိုင်ဖြစ်လာပြီးဘဝတက်လန်းတဲ့ဖုတ်ဖုတ်ကိုဆွဲလက်နေတဲ့ကျော်ကြီးရဲ့လက်ချက်တွေကြောင့်တနေ့မှာနေရန်ထဲကနေပြီးကျော်ကြီးနဲ့ရတဲ့မိတ်စာပေါက်စလေးတကောင်မွေးခွားလို့လာပါရဲ့နေရန်မမွေးခွားလာတဲ့မကောင်းဆိုးဝါးလေးကိုမြင်ကမဝါလုံးကားတောင်မရှောင်တဲ့ကြော်ကြီးလဲနောင်ကရပြီးကြောက်ရွံ့တုံလုံးနေစဉ်တော့မိခင်ရောက်ပြီးမကောင်းဆိုးဝါးလေးကိုနင်းတက်ကလက်စဖျောက်ရင်းသူ့တညာနဲ့ကြော်ကြီးကိုဆုံးမကဇက်လန်းလေးပြီးဆုံးသွားပါတော့တယ်